တုံတို့နေတဲ့နေရာမှာတဲ့ဘေးကင်းလားဖြစ်ဖြစ်ရေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်သမီးကိုစိတ်ဖူပေးလို့နော်အများနဲ့ဒန်းတူပဲပေါ့တုံလေးကလည်းဘန်ကောက်မှာနေရတာဆိုတော့ဒီငရင်တောင်ကိုခံရတာပါပဲဒါပေမဲ့စူးစူးဝါးဝါတော့မဖြစ်ဘူးဗျာအရန်ကမှစိတ်ပူမိပါတယ်ကျွန်တော်သမီးလေးကိုလေခလေးကတယောက်တည်းအခန်းမှာနေခဲ့ရတာသူ့ဖေကအလုပ်သွားပြီဆိုလို့ရှိရင်ခလေးကတယောက်တည်းစိတ်ပူတာကျွန်တော် online shop ဘန်ကောက်မှာနေတော့ကကျွန်တော် online shop ရောင်းတော့ဟာရှုကစ်စင်နေအစင်တွေနဲ့အဲ့ဒါကြီးတွေလဲကြမှာခလေးပေါ်မှာလေပြီးကြလို့ရှိရင်ဟာအဝိဗီဒီယိုတွေထဲတဲ့အဲ့ရှုကစ်တွေဗီဒီယိုတွေလဲကြမှာလဲစိုးရိမ်တာနောက်တစ်ခုကပို့ဆိုးတာကျွန်တော်တို့ကလေးလွှာမှာနေတယ်လေးလွှာမှာနေတယ်ဆိုတော့အဲ့လေးလွှာရဲ့ဗျာအဲ့မြင်းကြီးတက်ရဲ့အပေါ်တက်မှာကျွန်တော်တို့ကနေတာအတိုက်တွေဘာတွေပြူမှာပေါ့လေနော်တိုက်တွေဘာတွေပြူခလေးပြီမှာအဲ့ဒါကြီးစိုးရိမ်တာနော်အလူရှိနေရင်တော့ခလေးကိုချီပြီးထွက်ပြေးလို့ရတာပေါ့လေနော်အခုကသူ့ဖေကလည်းအလုံးလုံးချိန်ဆိုတော့ဟာစိတ်တွေလည်းမကောင်းပါဘူးလို့နော်ကျွန်တော်မိဘတွေနဲ့လည်းကျွန်တော်ကဆက်သွယ်ရမရဘူးဗျအကုန်လုံးကိုစိတ်ပူတာနော်ဗီဒီယိုတွေကြည့်ပြီးတော့လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်ဗီဒီယိုတွေကြည့်တော့မကြည့်ကျင်တော့ခဏခဏကြည်တိုင်းကျွန်တော်လေဟိုဝမ်းနေတဲ့လူဆိုတော့ကြည်တိုင်းဟာအော်တန်ရီတန်ငိုတန်ဒုက္ခရောက်တန်နေကြည်နေမျက်ရည်ကသူ့လိုလိုစီးစင်းကြပြီးတော့ရင်ပတ်တွေလည်းအောင့်လာပါပြီလို့နော် Facebook ကိုပဲဝင် TikTok ပဲဝင်အခုလိုမျိုးလာပြီးတော့မေးပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ခလေးကိုလေနော်ကျွန်တော်ပို့ပြီးတော့ဗျာစိတ်တွေလည်းညစ်ရပါတယ်ထမင်းတွေလည်းစားမဝင်ပါဘူးနော်ဘာမှမလုပ်ချင်ကိုင်းရင်တိတ်ကိုမရှိဘူးအားလုံးကိုဂယူဆိုင်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာနော်တုံလေးကတော့ဘေးကင်းပါတယ်လို့နော်အများနဲ့ဒန်းတူပဲပေါ့ဘန်ကောက်မှာလည်းဒီလောက်ဆိုးတာပဲလေငရင်ဒါပေမဲ့ဘာမှစူးစူးကမဖြစ်တာပဲအဆိုးတွေကအကောင်းပေါ့ဗျာနော်အားလုံးတော့ဖြစ်သွားတဲ့လူတွေအတွက်လည်းစိတ်မကောင်းဗျာကြီးရတာမြင်ရတာလေနော်မမြင်ဘူးတာတွေမမြင်ရကြားဘူးတာတွေကြားနေရတယ်လောကကြီးကလည်းဘယ်လိုဖြစ်နေမှမသိပါဘူးဗျာသဘာဝဘေးကတစ်မျိုးလူတွေလှုပ်တဲ့ဘေးကတစ်မျိုးမျိုးပဲအားလုံးဆဆရတတိဝိရနဲ့နေကြပါနော်ကျွန်တော်တို့လည်းတကူးတကလာပြီးစိတ်ပူပြီးတဲ့တဦးတယောက်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်သမီးတုံလေးကိုလည်းစိတ်ပူပြီးတဲ့တဦးတယောက်ချင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးလည်းဂရုစိုက်ပါလို့မှာကျင်ပါတယ်နော်ဒီလောက်ပါပဲဗျာနော်ကျေးဇူးတင်ကြောင်းလေးလာပြောတာပါခလေးလေးတုံလေးလည်းဘေးကင်းတဲ့ကြောင်းလေးလာပြောတာပေါ့လေနော်ဒါပေမဲ့စိတ်တော့မချသေးဘူးဗျာထက်လှုပ်မှာကိုစိုးရိမ်နေပြီနော်ကျွန်တော်ပြောလို့ပဲခုနကလိုမျိုးလေးလွာမှာနေတယ်မြင်းကြီးတဲ့ရဲ့အပေါ်မှာနေတယ်ဆိုတော့စိုးရိမ်ရတာပေါ့လေနော်တခုခုပြူကြမှာပြီးခလေးပေါ်အဲ့ဒါပြီးကြမှာရမ်းစိုးရိမ်တယ်ခလေးကဘာမှသိတာမဟုတ်ဘူးငရင်လှုပ်လဲသူကသိမှာမဟုတ်လူကဒါသိညံနဲ့ပြေးလို့လွယ်တာဗျဟာခက်တယ်ဗျာစိတ်ကြီးလည်းညစ်ပါတယ်